ကဲမင်္ဂလာပါမိတ်ဆွေများကြီးခုနဗီဒီယိုကြီးလည်းလောက်ရတာတော်တော်အဆင်မပြေတော့9မိနစ်ဗီဒီယိုတော့မတက်ဘူးဆိုတော့မဟုတ်ဘူးဗျာဒီနေ့က line ကတော်တော်ကြက်သိတုံးနေအဲ့တော့နည်းနည်းထပ်တိုကြည့်မလို့ဗီဒီယိုတင်တာဘယ်လိုဖြစ်တာ line က wifi line ကဒါအောက်နေကဲအဲ့တော့ကျွန်တော်ဒီဘက်ကတော့တော်တော်လေး lucky channel လေးမှာ lucky လေးတော့တော်တော်ပွင့်ခဲ့တယ်ပေါ့ဗျာ lucky လေးတော်တော်လေးဟိုမှာပွင့်ခဲ့ပြီပေါ့အဲ့တော့ကျွန်တော်တို့ဒီညနေမှာ lucky channel မှာ lucky လေးတွေပွင့်လို့ lucky လေးတွေနဲ့စအောင်ကျွန်တော်တို့နေတိုင်းတရင်လာနေကုန်မနက်ကတပွဲ3ချိန်3ဈေးမှာ3ဈေးသလုံးအောင်ပွဲအနေနဲ့နေတိုင်းဇရာဆိုလဲနေတိုင်းဇရာတပတ်ဇရာဆိုလဲတပတ်စာဇရာပေါ့နော်အကုန်အောင်ပြီဆိုတော့ဒီညနေမှာ4ချိန်ကို4ချိန်အောင်ပွဲအနေနဲ့သွားပါမယ်ကျွန်တော်စိုက်မှုပဲပြထားတယ်ခုနကတော့ဗီဒီယိုတစ်ခုလုပ်လိုက်တာ18မိနစ်ကျော်အောက်မှာဒီအောက်ကစိုက်ပြပြီးရှင်းပြထားတဲ့ဗီဒီယိုအဲ့ဗီဒီယိုက18မိနစ်ကြာတော့တင်တာဘလို့မှမတင်မရအောင်အဲ့တင်တာအခုတက်မယ်လို့တက်မလို့နဲ့ရာခိုင်နှုန်း90လောက်ရောက်သွားတယ်လိုင်းကျတစ်ချက်လက်သွားတာနဲ့ပြန်ကျသွားတယ်အဲ့လိုဖြစ်နေတော့စိတ်တော်လေးကိုမှမရှိတော့လို့ဒါကြောင့်အတိုလေးပေါ့နော်3မိနစ်မှာပဲဗီဒီယိုကတင်ရတာဗျ3မိနစ်ထက်တိုးတော့လဲ short ဖြစ်သွားအဲ့ဒါကြောင့်3မိနစ်တိုးတာတင်လို့ရရင်ရမှာဗျ2မိနစ်လောက်လဲဒါပေမဲ့ကျွန်တော်မတင်တတ်ဘူး3မိနစ်လောက်မှကျွန်တော်တင်တတ်တယ်အဲ့ဒါကြောင့်3မိနစ်မှာကျွန်တော်တင်ကြည့်ရ short ဖြစ်သွားလို့အဲ့ဒါတိုးဝင်အဲ့ဒါကြောင့်မလို့ဗီဒီယိုတိုလေးပေါ့နော်3မိနစ်ပြည့်ရတယ်နားမယ်ဒီညနေစီမှာကျွန်တော်အဓိကကစားမယ်ရာဒီ38ကို35 break ပေါ့နော်မနက်ကကျွန်တော် live video မှာပြောခဲ့သေးတယ်တနေ့ကုန်16 break 35 break 16 break ကအလုံးလုံးပေးပြီးသွားပြီ35 break ကျန်တယ်အဲ့ဒါကိုမှကျွန်တော်တို့ကစားမှာကအဓိက main ဒီကောင်၄ခွက်ဒီကောင်တော့နောင်တမူလေးနဲ့သူကနဲ့သူသွားတဲ့လမ်းကြောင်းလေးပေါ့နော်ဒီ93ည1ချင်းထွက်လာတဲ့လမ်းကြောင်းလေးကဒီတူတူဆိုတဲ့ကဏ္ဍလေးကတော့ကျွန်တော်တခြား formula လေးတစ်ခုနဲ့ဒီနေ့တစ်နေ့တာကိုထည့်ထိုးခိုင်းတာမနက်ကလည်းကျွန်တော်ပြောတယ်တူတူနဲ့တူဖိုးနေကုန်မနက်တူဖိုးထွက်ရင်ညနေတူတူထိုးမယ်မနက်တူတူထွက်ရင်ညနေတူဖိုးထိုးမယ်ဆိုပြီးတော့မနက်ကတူဖိုးထွက်တယ်ဆိုတော့ဒီညနေကိုတူတူလေးဆက်ထည့်တာပါကျွန်တော်ရဲ့ချက်ကိုချင်းမများအားလုံးပဲကန်တို့ကြိုးပေးလေးယူတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကန်ချင်းထပ်ဆိုမြတ်ဆိုသလိုပေါ့နော်ချစ်တဲ့ခင်တဲ့ကိုမများကျွန်တော် live video ဒီ2မိနစ်3မိနစ်လည်းမကြော်ပဲအစားဆုံးကြည့်ပေးသွားဖို့တောင်းဆိုပါတယ် subscribe မလုပ်ရသေးတဲ့ကိုမများလည်းလှုပ်ထားပေးပြီးတော့အခု video လေးလည်း like လက်မှတ်လေးနှိပ်ထားပြီးအားပေးသွားဖို့တောင်းဆိုပါတယ်ဗျာနော်ကန်တို့ကြိုးပေးလေးပေါ့ကဲအဲ့တော့ကျွန်တော်တို့ဒီညနေ24ရက်4:30 4ချိန်ကို4ဈေးမြောက်အောင်ပွဲအနေနဲ့ထပ်မံအောင်မြင်ပါစေကန်တို့ကြိုးပေးလို့ညနေမှာလဲကျွန်တော်ပေးတော့ကဏ္ဍများထဲမှာ share ပေါက်ကွက်တစ်ကွက်ကျွန်တော်ကိုမှများတော့ယူပေးနိုင်ပါစေမင်္ဂလာရှိတော့အချိန်ကားလေးကိုညနေ4နာရီမှာလဲထပ်မံကြုံတွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကောလက်ပါကျွန်တော်ကိုမှများအားလုံးပဲဘိုင်ပါကျွန်တော်တို့ like လေးမပွင့်ခင်တော့အခုလို video လေးနေပဲသွားအောင်ပါဗောနော်ဘိုင်ပါဗျာ